ဖန်ခွက်တဲ့ကိုချိုရီထဲလိုက်ပြီးမဲ့ထဲတဲ့ခွက်မှာပြည့်မလာတဲ့ဘေးကခွက်ကိုပြည့်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေတူတူလေးလာကြည့်အောင်ပထမဆုံးဒီလိုဗီဒီယိုတစ်ပုဒ်ရိုက်မယ်ပေါ့နော်ပြီးရင်ကက်ကထဲတော့မယ်ဖန်ခွက်ထဲကိုချိုရီနည်းနည်းလေးကျသွားတဲ့အချိန်မှာစပရစ်နှိပ်မယ်နှိပ်ပြီးတော့အရှိပါ delete လုပ်လိုက်မယ်ပေါ့နော်ပြီးရင်အချိုရည်ခွက်ထဲဖန်ခွက်ထဲအချိုရည်ပြည့်သွားတဲ့နေရာမှာကျွန်တော်တစ်ခါ separate ထည့်လုပ်ပြီးရင်အဲ့ရှေ့ပိုင်းကိုကျွန်တော် ribbon နှိပ်မယ်ပေါ့နော် ribbon နှိပ်လိုက်ဆိုရင်ကျွန်တော်ကပြည့်လာတဲ့ဟာဖြောင်းမြန်ရော့သွားတဲ့ဟာပြန်ဖြစ်တယ်ပေါ့ဒါမှကျွန်တော် ribbon နှိပ်ဗီဒီယိုလုပ်လိုက်မယ်ပြီးတော့နောက်ကဗီဒီယိုကလစ်ကိုကျွန်တော်ထောက်မယ်ထောက်ပြီးတော့ဒီမှာလည်းအချိုရည်နည်းနည်းကြားတဲ့အပိုင်းမှာ separate နှိပ်ပြီးတော့အရှိရဟာကို delete လုပ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်အဲ့ဗီဒီယိုဖိုင် overlay ကိုနှိပ်မယ် overlay နှိပ်ပြီးအောက်ချလိုက်မယ်ချပြီးတော့တိုင်းဆွဲလိုက်မယ်ရှေ့ဗီဒီယိုနဲ့အညီဆွဲလိုက်မယ်ဆွဲပြီးကျွန်တော် mask ထဲကိုသွားမယ်ပြီးရင် mask ထဲကိုသွားပြီးရင် rectangle ထဲသွားမယ်ဝိုင်းအောင်၄000ခွက်လေးတွေ့ရင်ဒီမြားလေးဝိုင်းထားတဲ့ဟာလေးကိုနှိပ်ပြီးတော့အဲ့လိုဆွဲအချင်းကျယ်လုပ်လို့ရတယ်ကျွန်တော်ကဖန်ခွက်ထဲကချိုရည်လေးယူမှာဆိုတော့ခွက်နဲ့အညီလေးတခြားလုပ်ပြလိုက်မယ်ဒီတိုင်းလေးတခြားလုပ်ပြီးတော့ရသွားပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်